Hello, teacher. My education center ye teacher me ba. Dini ro teacher ne tutu Cambridge IGCSE the mathematics ko ma paper 2 non calculator extended level tutu twa ji aung no. To major 2025 ba 0580ko po no. ဒီ paper မှာဆိုလို့ရှိရင် teacher တို့က non calculator ဖြစ်တဲ့အတွက် calculator ကိုင်လို့မရပါဘူးเนาะအဲ့ဒီတော့သူကဒီနေရာမှာဒီအပေါ်မှာလဲသူဒီမှာလဲထပ်ပြောထားသေးတယ် calculator must not be used in this paper တဲ့ဒီနေရာမှာ calculator လုံးဝကိုင်ခွင့် teacher တို့မရှိပါဘူးเนาะကဲဒါဆိုရင်နံပါတ် teacher နဲ့တူတူနံပါတ်3လေးကိုစပြီးတော့တွက်ကြည့်ရအောင်နံပါတ်3လေးကိုကြည့်ကြည့်ရအောင်ပေါ့เนาะနံပါတ်3မှာဆိုလို့ရှိရင်သူကဘာပြောလဲဆိုတော့ the diagram show two straight line intersection two parallel line ဟုတ်ပြီဒါဆိုရင် teacher တို့ဒီမှာ parallel line နှစ်ခုက parallel ဖြစ်နေတယ်အဲ့တော့ parallel line နှစ်ခုကိုဖြတ်မြင်တဲ့ကြောင်းကဆွဲထားမယ်ဆိုလို့ရှိရင် teacher တို့ကဒီထောင်းက65ဆိုရင်သူ့ရဲ့ vertically opposite angle ဒီကောင်65ဒါဆိုရင် parallel ဖြစ်နေတဲ့ line နှစ်ခုမှာအလယ်ကမြင်တဲ့ကြောင်းဖြတ်မြင်တဲ့ကြောင်းဆွဲထားမယ်ဆိုရင်ဒီထောင်းနဲ့ဒီထောင်းလေးဟာဆိုလို့ရှိရင်လည်း teacher တို့ corresponding angle ဆိုတာတားတို့မျိုးသိမယ်နော်ဟုတ်ပြီအဲ့လိုမျိုးမသိချင်ဘူး teacher တားတို့ခါသမီးတို့ကဓာတ်ရိုက်သိရဲဆိုလို့ရှိရင်လည်းဒီ65 degree ဟာဒီ65 degree ဟာ teacher တို့ဒီ65နဲ့teacher တို့ကဒီ alternate exterior angle စီဖြစ်တယ်ဆိုတာဓာတ်ရိုက်သိရဲဆိုရင်လည်းရပါတယ်เนาะကဲဒါဆိုလို့ရှိရင် teacher တို့ကဒီနေရာမှာဆိုလို့ရှိရင်သူက65ဆိုတဲ့အတွက်ဒီ y လေးကလည်း automatically ဒီမှာဆိုလို့ရှိရင်alternate exterior angle ဖြစ်ပါတယ်เนาะ alternate exterior angle စီအဲ့ဒီအတွက် teacher တို့က y ကလည်း65ဖြစ်သွားပါပြီကဲဒါဆိုလို့ရှိရင်x ကိုရှာဖို့ပဲလိုတော့တယ်ပေါ့နော် x ကိုရှာဖို့လိုတဲ့အချိန်မှာ teacher တို့ကဒီမှာသူကလည်းဒီလိုပဲ line parallel line နှစ်ခုကိုအလယ်မှာဖြတ်မြင်တဲ့ကြောင်းဖြတ်ထားတယ်ဒီဟာက45 degree ဆိုလို့ရှိရင် teacher တို့ကဒီနေရာလေးကလည်း45 degree ဘာဖြစ်လို့လဲ corresponding angle ပေါ့ corresponding angle ပါဒါတွေကိုသိရမယ်เนาะတချို့ပုံစံရေးဆိုရင် reason လေးရေးခိုင်းတာဖြစ်တဲ့အတွက်ဒါ corresponding angle ဟုတ်ပြီဒါဆိုရင်ဒီနေရာလေးက45 degree ကcorresponding angle ဖြစ်တဲ့အတွက်ဒီကောင်45 degree ဖြစ်သွားပြီဆိုရင်ဒီကောင် straight line ဖြစ်သွားပြီဟုတ်ပြီ straight line ပေါ်မှာရှိနေတဲ့ angle အလုံးပေါင်းတာဘယ်လောက်လဲဆိုတော့180ဆိုတော့ x plus 45 plus 65 is equal to 180 x plus 45 plus 65 က180 x is equal to 180 minus 110 so teacher ရဲ့ answer ဒီ x is equal to 70 degree ဖြစ်ပါတယ်ဒါနံပါတ်3လေးပါเนาะ